အားလုံးပဲမင်္ဂလာပါရှင်။ချာရလာကြသောတိုင်လူကြီးမင်းများဆရာဆရာမများကျောင်းသူကျောင်းသားများနဲ့ကျောင်းအုပ်ဆရာကြီးဦးသားဆိုင်ဝန်များမှာကိုဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ပါစေဟုနှုတ်ခွန်းဆက်သအားလိုက်ပါတယ်ရှင်။ကျမကတော့နတ်ခမြို့နယ်အိုထုခေဝိစာရက်ကွာအိုထုခေကျောင်းရဲ့စကန်တီဝမ်ကျောင်းသူပဲဖြစ်ပါတယ်။ဒီနေ့ကျမလာပြောပြမဲ့ပုံမှန်လေးရဲ့ခေါင်းစဉ်ကတော့မိမိတတ်ထားတဲ့ဉာဏ်ပညာကြောင့်ဘယ်တော့မှမမတ်တတ်ပါနဲ့လို့အမိရထားပါရဲ့ရှင်အားလုံးပဲအဆုံးထိနားဆင်ပေးကြပါတခါကတိုင်းပြည်တစ်ပြည်မှာအလွန်တော်တဲ့ပပုဆရာတယောက်ရှိတဲ့သူရဲ့ပပုပညာဟာဘလောက်ထိလက်ရမြောက်တယ်လဲဆိုရင်အစစ်နဲ့တောင်ခွဲဖို့ခက်လာပါတယ်ဒါပေမဲ့တညမှာတော့ပပုဆရာဟာထိုးဆန်းတဲ့အိမ်မက်တစ်ခုမှတ်တဲ့သူရဲ့အိမ်မက်ထဲမှာတင်မင်းကနောက်15ရက်ကြာလို့ရှိရင်သူ့ကိုလာခေါ်မယ်လို့တေးသေးချာချာမှာတော့ပါတယ်ဒါကြောင့်ပပုဆရာဟာအရန်ကိုတုံ့လောက်သွားခဲ့ပါတယ်ဒါနဲ့သူလည်းသူ့ပုံစံသူပပုရောကိုနေမနာညမနာပြီးမြောက်အောင်လုပ်ပါတော့တယ်တင်မင်းတို့ကိုလာခေါ်မယ်နေမှာပဲသူဟာသူ့ပုံသူပပုကိုရုပ်တွေကြားထဲမှာဝင်ပုံးနေလိုက်ပါတယ်တင်မင်းရောက်လာတဲ့ချိန်မှာပဲပပုဆရာ10ယောက်ကိုမြင်လိုက်ရတဲ့အချိန်မှာအစစ်လားရုပ်ထုလားဆိုတာခွဲခြားလို့မရခဲ့ပါဘူးသူလည်းစဉ်းစားနေခဲ့ပါတယ်ခဏကြာတော့သူဟာစိတ်ဆိုးဆိုးနဲ့ပပုဆရာကိုထွက်ခဲ့ဖို့ပြောပြမယ်ပပုဆရာဟာမလုံးမရက်ပဲဟန်ဆောင်နိုင်တဲ့အတွက်တင်မင်းပြောလိုက်တဲ့စကားဟာအရာမရောက်ခဲ့ပါဘူးဒါကြောင့်သူလည်းအတိုင်းကြအောင်စဉ်းစားနေခဲ့ပါတယ်ခဏအကြာမှာသူဟာစကားတခုပြောလိုက်ပါတယ်ပပုဆရာတင်းရဲ့ပပုလက်ရာတွေဟာအစစ်နဲ့မချအတော့ဝင်လာပါတယ်ဒါပေမဲ့အားနည်းချက်တစ်ခုရှိနေတာကိုတော့ဒီမတိမိလိုက်ပါဘူးပပုဆရာဟာသူ့ပညာနဲ့ကျန်စာထုတ်လို့မှုအပေါ်ဝေဖန်လိုက်တဲ့အားနည်းချက်ဆိုတဲ့စကားလုံးကိုမခံမရနိုင်ဖြစ်သွားပါတယ်သူလည်းသူ့ပုံသူပပုကိုရုပ်ထဲကနေထွက်ခဲ့ပြီးမေးလိုက်ပါတယ်ပြန်မလဲကျွန်တော်ရဲ့အားနည်းချက်ဆိုတာတင်မင်းလည်းသူ့ကိုဖန်လိုက်တယ်ပြီးတော့ဒီလိုပြောလိုက်ပါတယ်ဒီမှာပဲတကယ်တော့ရုပ်ထုတွေအားလုံးဟာအားနည်းချက်မရှိအောင်ပြီးဆုံးကောင်းမွန်လာပါတယ်ပပုဆရာဟာသူ့ပညာပေါ်ထားတဲ့မျက်မှန်နာဒေါသကြောင့်ပဲတင်မင်းရဲ့ဖန်ဆီးခေါ်ဆောင်မှုကိုခံလိုက်ရတာဖြစ်ပါတယ်ဒီပုံမလေးရဲ့သင်ခန်းစာကတော့အတိတ်အခေါ်တွေပညာတွေဘယ်လောက်ထိကောင်းမွန်ခဲ့ရင်တောင်ဒီပညာအပေါ်ထားတဲ့မာနဒေါသကြောင့်ကြာရှုံးသွားနိုင်ပါတယ်။ကျမရဲ့ပုံမြင်ကတော့ဒါပါပဲရှိ။